Alpha.မင်္ဂလာပါကျွန်တော်ဝနကျော်ပါကျွန်တော်ကမြန်မာပြည်ကကြော်ညာဗီဒီယိုတွေရိုက်တဲ့ director တယောက်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ review လုပ်ချင်တဲ့မှန်မလူတစ်လုံးရှိပါတယ်ဒီမှန်မလူနဲ့ရရင်အယုတ်တွေအရန်လှတယ်လူငယ်တွေကြားထဲမှာခစ်စားတယ်အထူးသဖြင့်ကျွန်တော်တို့ beauty shot လို့ခေါ်တဲ့အယုတ်လှလှလေးတွေရိုက်တဲ့အခါမှာလူငယ်တွေတအားကြိုက်ကြတဲ့မှန်မလူဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ Sony G Master 35mm f1.4 မှန်ဘလူးဖြစ်ပါတယ်ဒီ range ထဲမှာတော့ဒီထက်ကောင်းတဲ့မှန်ဘလူးလောလောဆယ်မရှိသေးပါဘူးဒီမှန်ဘလူးက Sony E mount full frame medium wide မှန်ဘလူးဖြစ်ပါတယ်တနည်းအားဖြင့်တော့ prime lens လို့လည်းခေါ်ကြပါတယ် general purpose lens လို့လည်းခေါ်ကြပါတယ် general purpose လို့ပြောရခြင်းအကြောင်းရင်းကသူကဘယ်လိုရိုက်ကူးမှုမျိုးမဆိုတစ်လုံးနဲ့သုံးနိုင်တယ်လို့လည်းဆိုလိုရင်းဖြစ်ပါတယ်သဘောကဘာလဲဆိုတော့ documentary ရိုက်မလားကြော်ညာရိုက်မလားတချင်းရိုက်မလား event တွေပဲရိုက်မလားဒီတစ်လုံးနဲ့ခီးထွက်မလား travel blogger တွေအတွက်လားဘယ်သူမဆိုသုံးလို့ရတဲ့မှန်ဘလူးလို့ပြောတာဖြစ်ပါတယ်သူ့ကို standard prime lens လို့ခေါ်ပါတယ်ဘာဖြစ်လို့ standard လို့ခေါ်လဲဆိုတော့လူမျက်စိနဲ့အနီးဆက်ဆုံး focal length ဖြစ်လို့ 35mm lens တွေကိုကျွန်တော်တို့က standard ဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခါသူက focal length က fixed focal length ဖြစ်တဲ့အတွက် prime lens လို့ခေါ်တာလည်းဖြစ်ပါတယ်အလေးချိန်အပြင်924 gram တနည်းအားဖြင့် 1.16 ပေါင်ပဲရှိတဲ့အတွက်ကမ္ဘာအပေါ့ပါဆုံး lens လို့ပြောကြပါတယ်ကျွန်တော်တို့မြန်မာပြည်ဈေးကွက်ထဲမှာတော့ကျွန်တော်တို့ရိုက်ချက်လှလှလေးတွေရိုက်တဲ့ portraiture lens နဲ့လူသိများပါတယ်သူ့ရဲ့အားသာချက်က G Master ဆိုတော့ bokeh တွေအရန်လှတယ်ပြီးတော့ကိုယ့်ရဲ့ setting ကိုကောင်းကောင်းသာကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ shallow depth of field ပြတ်သားမှုဆုံးကျင်းချင်းလေးတွေနဲ့ကျွန်တော်တို့လှလှပပလေးရိုက်လို့ရတယ်နောက်တစ်ခါသူ့ရဲ့ build quality ကတအားကောင်းတယ်အကျန်းခံတယ်ထိပ်မှာ fluorine coating ပါတဲ့အတွက် weather proof ရာသီဥတုဒဏ်ကိုခံနိုင်တယ်ဖုံမှုန့်ဒဏ်ကိုခံနိုင်တယ်နောက်တစ်ခါသူ့ရဲ့ဒီ infinity focus ring ကအထဲမှာတတ်တုနဲ့တိဆောက်ထားတယ်လို့ဆိုပါတယ်အပြင်မှာတော့ကျွန်တော်တို့ rubber နဲ့အုပ်ထားတာပါနောက်တစ်ချက်ကတော့ f1.4 ကနေကျွန်တော်တို့ f16 ထိတောက်လျှောက်ကျွန်တော်တို့ aperture ring ကို manual ရွှေ့လို့ရပါတယ်ကျွန်တော်တို့ video အတွက်ဆိုရင်တော့ manual ရွှေ့တာဟာ very smooth ချောမွေ့မွေ့လေးရွှေ့ဖို့လိုတယ်ဓာတ်ပုံဆရာတွေအတွက်ကြတော့သူက click နဲ့ရွှေ့တာကိုအားပေးကြတယ်အဲ့တော့သူကဘာလဲဆိုတော့ click on off ပါတယ်အကယ်၍ကျွန်တော်ကဒီ click ကိုဒီလို on ပြီးတော့မှကျွန်တော် aperture ring ကိုလှည့်မယ်ဆိုရင် aperture ring ကဆက်တောက်နဲ့တဆင်ချင်းဖြစ်သွားတယ်တခါ focus hole ပါတယ်ကိုလိုချင်တဲ့နေရာမှာ focus ကိုထားပြီးတော့မှ focus hole နဲ့အဲ့နေရာမှာ focus ကိုရှိနေအောင်ဆက်ထားလို့ရတယ်ဒါတွေကကျွန်တော်တို့က video အတွက်ကောဓာတ်ပုံအတွက်ကောနှစ်ဖက်လုံးအဆင်ပြေပြေသုံးလို့ရအောင်တိဆောက်ထားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်အခုကျွန်တော်ကတော့ body ကို A7S3 နဲ့တွဲပြီးတော့ခုနတော့ကညီမလေးနှမ်းမှုရိုက်ကြည့်ပါတယ် eye auto focus မှာငကိုကလေးကဒီ body တွေက eye auto focus tracker အရင်မြန်တဲ့အပြင်ကိုအခုဒီ lens ရဲ့အားသာချက်အရ shallow depth of field ဖြစ်နေတဲ့အခါမှာဒီ model လေးက
ခေါင်းလေးကိုဒီလိုစောင်းလိုက်တာနဲ့ဒီဘက်ကိုကင်မရာဘက်ကိုပိုနီးလာတဲ့မျက်လုံးကို eye auto focus ကဖြတ်တဲ့အခါမှာတိတိတသာဒီ focus speed ဟာမြန်အောင်တွေ့ရပါလိမ့်မယ်နောက်တစ်ခါကင်မရာရှေ့မှာ foreground မှာရှိနေတဲ့အယုတ်ထွက်သွားတာနဲ့ background မှာရှိနေတဲ့အယုတ်ဒီပေါ်မှာ focus change တာလေအလွန်ချုံးမွေပြီးတော့မြန်ဆန်တာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအနေအထားမျိုးမှာလည်းကျွန်တော်တို့က focus plane တီးသလားပြောင်းသွားတာမရှိဘူးတနည်းအားဖြင့်ပြောရင် focus breathing ဟာတော်တော် smooth ဖြစ်သွားတယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ manual focus ကိုထားတဲ့အတွက်ကျွန်တော်ပြောချင်တဲ့သဘောကဘာလဲဆိုတော့ तू ဟာ focus distance ကအရန်ကိုနီးတဲ့အတွက်တစ်ခါတရံမှာကျွန်တော်တို့က auto focus ကိုထားရင် focus speed ကလည်းမြန်တဲ့ခါကျတော့အရှေ့နဲ့အနောက်နဲ့ focus change တာဟာ focus breathing လှုပ်နေတဲ့အတွက်အဆင်မပြေဘူးဒါကြောင့်မို့လို့ကျွန်တော်တို့က manual focus ကိုထားပြီးတော့ရိုက်တဲ့ခါမှာလဲကိုယ့်ရဲ့လက်ကဒီ infinity focus ring ကိုရွှေ့ပြီးတော့လိုက်ပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ကဒီ portraiture lens တွေဒီ depth of field ကို shallow depth of field ကျဉ်းကျဉ်းလေးတွေကိုကြိုက်တဲ့ရိုက်ချက်တွေကြရင်အဲ့ဒါဟာလက်တွေ့မှာဘယ်လောက်ထိအသုံးဝင်နေဆိုတာကိုတကယ်ရိုက်ဖူးတဲ့သူတွေသိကြပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ပြတ်သားမှုစုံကျင်းတဲ့ lens တွေမှာ bokeh ကအရန်ကိုအရေးပါလာတာပေါ့နော် bokeh ဟာကျွန်တော်တို့ကညဘက်မှာတွေ့တဲ့မီးဝင့်တစ်ခုတည်းကို bokeh လို့ပြောလို့မရပါဘူးနေခင်းမှာလည်းပဲကျွန်တော်တို့ subject ရဲ့အနောက်က blur ဖြစ်သွားပြီးတော့မှကျွန်တော်တို့ contrast အရာလုံးသွားမဲ့ဝါးသွားမဲ့ကျွန်တော်တို့ bokeh တွေအားလုံးဟာချုံးမွေ့လှပနေဖို့လိုပါတယ် G-Master ဆိုတော့ G-Master bokeh အတိုင်းပဲ bokeh အားလုံးကအဆင်ပြေပြေလုံးဝချုံးမွေ့နေတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့သူကအရင်မှန်မလို့တွေထက်စာရင် color detail တွေပိုကောင်းသွားတယ် skin tone detail ပိုကောင်းသွားတယ် sharpness ကတိတိတသာကောင်းသွားတယ်တခါကျွန်တော်တို့ chromatic aberration လို့ခေါ်တဲ့ color အရာကျွန်တော်တို့ရိုင်သွားခြင်းကျွန်တော်တို့ဝါးသွားခြင်းဒါမျိုးတွေရှန်ထွက်သွားခြင်းဒီလိုကျွန်တော်တို့အနှောက်အယှက်မျိုးတွေမရှိပါဘူးဒါတွေကလည်းကျွန်တော်တို့ကအရန်ကိုကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကိုရိုက်ထားတဲ့ရိုက်ချက်ကို detail တအားကြီးလိုက်ကြည့်မှမြင်နိုင်တာဖြစ်ပေမဲ့တနည်းအားဖြင့်အားလုံးကိုခြုံပြီးတော့ကြည့်လိုက်လို့ရှိရင် overall quality မှာအလွန်ကောင်းမွန်ပြတ်သားတာကိုတွေ့ရပါလိမ့်မယ်နောက်တစ်ချက်ကကျွန်တော်တို့ weight balance ပေါ့နော်မှန်ဘလူးတစ်လုံးကအရန်လေးနေတယ်ဆိုရင်ကျွန်တော်တို့ gimbal operation မှာအသိအစင်မပြေပါဘူးဒါဟာကျွန်တော်တို့ gimbal ရိုက်တဲ့သူတိုင်းသိပါတယ်ကျွန်တော် test shot ရိုက်တုန်းကတောက်လျှောက်ကျွန်တော် gimbal နဲ့ပဲရိုက်ခဲ့ပါတယ်ဒီမှန်ဘလူးဟာကျွန်တော်တို့ A7 series တွေဖြစ်တဲ့ A7 III A7 IV A7 R34 A7 S23 တခါကျွန်တော်တို့ A9 series တွေဖြစ်တဲ့ A912 Alpha 1 A1 အဲ့ဒီ camera body နဲ့ဆိုလို့ရှိရင်သူက fairly balanced လို့ခေါ်တဲ့မှန်ဘလူးနဲ့ body ရဲ့အလေးချိန်ချိန်ဆမှုဟာတော်တော်လေးကောင်းမွန်တဲ့အတွက် gimbal operation တွေမှာချိန်ရတာလွယ်တယ်ရိုက်ရတာလည်းအဆင်ပြေပါတယ် focus ကြောင့်နည်းနည်းပို့ပြီးတော့အသေးစိတ်ပြောရရင်သူကအထဲမှာ extreme dynamic XD linear motor နှလုံးပါတယ်သူက fixed focal length ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ zoom ကိုကစားစရာမရှိတဲ့အတွက်ဒီ motor နှလုံးက focus ကိုပဲတီးသန့်ကစားပေးတာဖြစ်တယ်ဒါကြောင့်မလို့ auto focus အထဲမှာ internal မှာ auto focus light ဖြတ်နေတဲ့အခါမှာ focus ဖြတ်နေတဲ့အတန်တခါ focus ဖြတ်လို့ဖြစ်လာတဲ့ vibration တွေလုံးဝမရှိဘူးနောက်တစ်ချက်ကသူ့ရဲ့အပြင်မှာရှိနေတဲ့ကျွန်တော်တို့ manual focus ring infinity manual focus ring ဟာအထူးသဖြင့်ရုပ်ရှင်ဗီဒီယိုဆရာတွေအတွက်တကယ်ကိုကျွန်တော်တို့ very fine focus အသေးစိတ် focus ဖြတ်တဲ့အခါမှာအရန်ကို creative ဖြစ်ပြီးတော့အလွန်အသုံးဝင်တယ်လို့တွေ့ရပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲမှန်ဘလူးတစ်လုံးနဲ့ခီးသွားခြင်းတဲ့သူတွေအတွက်တနည်းအားဖြင့်ကျွန်တော်တို့ vlogger တွေကျွန်တော်တို့ street videography photography သမားတွေ documentary သမားတွေအတွက်ပေါ့နော်သူကဘယ်လိုရာသီဥတုမျိုးမှာမဆိုအကျန်းခံတယ် dust and moisture resistant သိပ်ကောင်းတယ်ဒါကြောင့်မလို့တစ်လုံးနဲ့အယုတ်လှလှလေးတွေကိုပုံစံမျိုးစုံရိုက်ချင်တဲ့ videographer များ photographer များအတွက်တင့်တော်တဲ့မှန်ဘလူးတစ်လုံးဖြစ်တယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်ကျွန်တော် test shot ရိုက်တဲ့အချိန်မှာညနေ9နာရီလောက်ရှိပြီ lighting ကလည်းမရှိဘူးမိုးကလည်းအုံနေတယ်ဒါပေမဲ့သူက aperture က 1.4 ဖြစ်တဲ့အတွက် low light sensitivity ကအရန်ကောင်းတယ်အဲ့တော့ 1.4 ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီဘက်မှာကျွန်တော် slow motion လုပ်ချင်တဲ့အတွက်ကျွန်တော် shutter speed ကိုနည်းနည်းတင်ထားတာတော့မှ ISO ကိုကျွန်တော်အများကြီးလိုက်တင်စရာမလိုဘူးပေါ့နော်အဲ့ဒါတခုကကျွန်တော်တို့တော်တော်လေးကိုကောင်းတယ်ရိုက်သမျှအယုတ်တိုင်းဟာ fairly enough လှနေတာကိုမြင်ရပါလိမ့်မယ်
ပြီးတော့ကျွန်တော်က gimbal ပေါ်မှာတင်ပြီးတော့ရိုက်ရတာဖြစ်တဲ့အတွက် human character ကိုရိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ face detection ပေါ့နော် face ဆိုတာကျွန်တော်မျက်နှာကိုပြောတာမဟုတ်ဘူးဒီ subject ပေါ်မှာကြာရောက်နေတဲ့ lighting ရဲ့ဒီ contrast ကိုကြည့်ပြီးတော့မှဒီ correct exposure ရဖို့အတွက်ကိုသူအာရုံခံတဲ့စနစ်ကအရန်ကောင်းတယ်ဒါကြောင့်မို့လို့ဒီ test shot ရိုက်ခဲ့တဲ့အရုပ်တွေကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ indoor မှာကော outdoor မှာကောကျွန်တော်တို့ဒီ artificial lighting အကူအညီဘာမှမရှိဘဲနဲ့ရိုက်တာတော့မှအယုတ်ဟာ automatic လှနေတယ်ဆိုတော့ကျွန်တော်တို့မြင်ရပါလိမ့်မယ်နောက်တစ်ချက်ကကျွန်တော်တို့က gimbal ပေါ်မှာရိုက်တဲ့အခါမှာ gimbal ရဲ့ screen သေးသေးလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ focus ပြတ်မပြတ်ဆိုတာကိုဘလို့မှမျက်စိနဲ့ဆုံးဖြတ်လို့မရဘူးပေါ့နော်သူကတော့ဒီ lens တွေက contrast detection လို့ခေါ်တဲ့ subject ပေါ်မှာကြာရောက်နေတဲ့ lighting ကိုပဲအပါချာကိုကျွန်တော်တို့ 1.4 ဆိုတော့အပါချာလေအရန်ကျယ်တဲ့အတွက်ဒီလုံလောက်စွာကြာရောက်နေတဲ့အလင်းသူကလုံလောက်စွာကြာရောက်နေတဲ့အလင်းကိုအာရုံခံနိုင်မှုအရာ focus ကသူကကျွန်တော်တို့အတွက်ဘာမှစိုးရင်စရာမရှိတော့အောင်ကိုအရန်ကောင်းတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ဒီမှန်ဘလူးကို review လုပ်ခွင့်ပေးတဲ့ Sony မြန်မာနဲ့တရုတ်ဆောင်ညီမလေးနမ်းမို့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ Sony Alpha ချစ်သူများလည်းအယုတ်လှလှလေးတွေရိုက်ချင်ရင်မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူရိုက်ချင်ရင်ဒီမှန်ဘလူးကိုဝယ်ယူသုံးစွဲရိုက်ကူးနိုင်ပါတယ်လို့အကြံပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်